โอเคဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်ရ Blabber တို့မေးဆွေးတော့ကျွန်တော်ကအမေးများဆိုဖြစ်တဲ့ဒီ Speedman application မှာကျွန်တော်တို့ဗာဆေးရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့တငယ်ချင်းမဖေခေါ်ပဲနဲ့ငွေထုတ်လို့ရနိုင်လားဆိုတော့ Speedman application မှာတငယ်ချင်းဖေခေါ်စရာမလိုပဲနဲ့ငွေထုတ်လို့ရလားဆိုတာနဲ့ပြီးရင်ဒီ application မှာလူတိုင်းမသိသေးတဲ့ပိုင်ဆိုင်ဘတ်160 free ယူလို့ရတဲ့နီးလေးတစ်ခုကိုပါကျွန်တော်ရ Blabber တို့မေးဆွေးတို့ကိုကျွန်တော်ဒီဗီဒီယိုထဲမှာလက်တွေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်မေးဆွေးကဒီလိုမျိုးပိုင်ဆိုင် free ရှာရတာစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရချားနိုင်လေးကို subscribe လေးလုပ်ပေးထားလို့ရပါတယ်နော်ရဒါဆိုစားလိုက်ကြရအောင်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဘတ်160ဒီဘောကကွိုင်းကျွန်တော်တို့တသေးချက်သောကွိုင်းကိုဘယ်လိုမျိုး free ယူရမှာလဲဆိုတာကိုကျွန်တော်ရ Blabber တို့မေးဆွေးတို့ကိုကျွန်တော်လက်တွေ့ပြောပြပေးမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီဘောကဗာဆေးရောက်လေးကိုတစ်ချက်နှိလိုက်ပါမယ်နော်ဒီကောက်လေးပါနော်ပစ်โอเคဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်တို့ဒီဘေးက special တာဆိုတဲ့အကောက်ကိုတစ်ချက်နှိလိုက်ပါနော်ဒီကောက်လေးပါနော်ပစ်โอเคဒါဆိုရင်ဒီဘောက meeting gap ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီနေရာမှာ coin တသိန်းနဲ့6တော့ coin ကိုဒီဘေးကဝါရောက်လေးနဲ့လော်ဖွဲ့ပြီးကျွန်တော်တို့ free လာယူလို့ရပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ coin 160k ကတော့ထိုက်ပါ160နဲ့ညီပါတယ်เนาะโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဘယ်လိုမျိုးလော်ဖွဲ့ပြီးဒီဘေးကကျွန်တော်တို့ coin တသိန်းနဲ့6တော့ coin ကိုဘယ်လိုမျိုး free ယူရမှာလဲဆိုတာကိုကျွန်တော်ရ Blabber တို့မေးဆွေးတို့ကိုကျွန်တော်တစ်ချက်ပြပေးမှာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီဘေးက UN lob ဆိုတဲ့ကောက်ကိုတစ်ချက်နှိလိုက်ပါမယ်เนาะ but okay ဒါဆိုရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဘောက Facebook ကိုသွားပြီးဒီအောက်ကသူပေးထားတဲ့ Speedman ရဲ့ number ကိုသွားပို့ပေးရမှာပဲဖြစ်ပါတယ်เนาะ okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့အရင်ဆုံး screenshot ယူလိုက်ပါเนาะဒါဆိုရင်ကျွန်တော်ဒီနေရာမှာ screenshot တစ်ချက်ယူလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော် screenshot ယူလို့ပြီးဆိုရင်တော့ဒီဘောကဝါရောက်လင်းနဲ့ UN lob ဆိုတဲ့ကောက်ကိုထည့်နေလိုက်ပါမယ်နော်ဒီနေရာမှာကြတော့ကျွန်တော်တို့သူ့တို့ရဲ့ Facebook ကောက်ကိုတွားပြီးခုနက screenshot နဲ့ဒီအောက်ကသူပေးထားတဲ့ number ကိုတွားပို့ပေးရမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီဘေးက coffee ဆိုတဲ့ကောက်ကိုတစ်ချက်ယူလိုက်ပါမယ်ပြီးရင်ဒီဘောကသူ့တို့ရဲ့ Facebook ကောက်ကိုကျွန်တော်ဒီဘေးက open ဆိုတဲ့ကောက်ကိုနေပြီးတစ်ချက်တွားလိုက်ပါမယ်နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်ရဲ့ Facebook ကောက်ထက်ကိုတွားနေပြီးဖြစ်ပါတယ်နော်ဒီ Hamji ဆိုတဲ့ဒီ Facebook ကောက်ပဲဖြစ်ပါတယ်နော်ဒီ application ကတော့ logo company ကပဲထုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ Hamji ဆိုတဲ့ Facebook ကောက်ကိုတွားလို့ပြီးဆိုရင်တော့ဒီအောက်ကကျွန်တော် Messenger ကိုတစ်ချက်နေလိုက်ပါမယ်နော်ကျွန်တော်တို့ဒီ Facebook ကောက်ရဲ့ Messenger မှာတွားပို့ပေးရမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်တို့ဒီလိုမျိုး and already UN lot the meeting guest Blabber လို့တစ်ချက်ပို့ပေးလိုက်ပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီလိုမျိုးပို့ပေးလို့ပြီးဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ခုနကယူလာတဲ့ screenshot ကိုတစ်ချက်ပို့ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ခုနက Speedman application ထဲမှာယူလာတဲ့သူပေးထားတဲ့ number ကိုတစ်ချက်ထည့်ပေးလိုက်ပါနော်โอเคဒါဆိုရင်ဒီနေရာမှာကြတော့ Speedman application မှာကျွန်တော်ရနားပါပဲဖြစ်ပါတယ်เนาะကျွန်တော်တို့တစ်ချက်ပို့ပေးလိုက်ပါเนาะโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးပို့ပေးပြီးလောလောက်ဖယ်ပေးရတာပဲဖြစ်ပါတယ်เนาะသူတို့ကကျွန်တော်တို့ကိုလောဖယ်ပေးတာပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဗပြန်ဆုလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော် Speedman application တက်ကိုပြောင်းဝင်လိုက်ပါမယ်เนาะโอเคဒီနေရာမှာကျွန်တော်ရ Blabber တို့မေးသေးတော့ဒီလိုမျိုးလောဖယ်ပြီးဒီဘောက coin ကျွန်တော်တို့တသိန်းနဲ့6တော့ coin ဘာ160ကို free လာယူလို့ရပါတယ်เนาะဒီနေရာမှာကြတော့သူပြောပြပေးထားပါတယ်ကျွန်တော်တို့ကို3 working day ကျွန်တော်တို့ဒီနေရာမှာလော်ဖွေတဲ့ဆိုရင်တော့3 working day ကြာနိုင်တယ်လို့ဒီမှာသူပြောပြပေးထားပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်မှာလော်ဖွေလို့ပြီးရင်ကျွန်တော်ရဲ့ Blabber တို့မျိုးတွေတော့ကိုကျွန်တော်ဗီဒီယိုလို့ပြီးသို့မဟုတ်ပို့တင်ပြီးကျွန်တော်ပြန်ပြီးပြပေးမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့ Blabber တို့မျိုးတွေတော့ဒီလိုမျိုးလာရှားလို့ရပါတယ်ဒီအောက်ကလည်းကျွန်တော်တို့တငယ်ချင်းဖေခေါ်ပြီးဒီဘောကကျွန်တော်တို့ coin 6သိန်းနဲ့9တောက် coin ကိုလာရှားလို့ရပါတယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့တငယ်ချင်းဖေခေါ်ပြီးရှာရမှာပဲဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဗပြန်ဆိုလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်ရဲ့ Blabber တို့မေးဆွေးတော့ကျွန်တော်ကိုအမေးများဆိုဖြစ်တဲ့ဒီ Speedman application မှာကျွန်တော်တို့ဗာဆေးရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့တငယ်ချင်းမဖေခေါ်ပဲနဲ့ငွေထုတ်လို့ရနိုင်လားဆိုတော့ကျွန်တော်ကတော့ရနိုင်တယ်လို့ထင်ပါတယ်နော်ဒီကတော့ကျွန်တော်တို့ဒီဘောကအဝါရောက်ကျော်လင်း15ပြီဖို့ပဲလိုပါတယ်နော်ကျွန်တော်တို့ဒီဘောကဝါရောက်ကျော်လင်း15ထိပြီဖို့ဆိုရင်တော့ကျွန်တော်တို့နေမျိုးလိုရပါတယ်နော်ဒီဘော
ဘောကကြတော့ကျွန်တော်တို့ activate ကွက်တရားရှာပြင်ဒီနေရာမှာကျွန်တော်တို့နေစဉ် daily တဲ့အဆက်တက်ကိုလုပ်ပေးလို့ရပါတယ်ဒီအောက်ကကြတော့ကျွန်တော်တို့တငယ်ချင်းဖိတ်ခေါ်ပြီးအဆက်တက်ကိုလုပ်ပေးလို့ရပါတယ်နော်အကဲရွယ်မေဆွမ်းကဒီနေရာမှာတငယ်ချင်းဖိတ်ခေါ်လို့မတက်ဘူးဖိတ်ခေါ်လို့မရဘူးဆိုရင်လည်းကျွန်တော်တို့ဒီဘောက activate ကွက်တရားနဲ့ကျွန်တော်တို့ဒီနေရာမှာဘာ330ရဲ့နှင်းစာဘာ660ကိုငွေထုတ်လို့ရနိုင်ပါတယ်နော်ကျွန်တော်တို့ကဒီဘောကအချင်းမပြီးဖို့ပဲလွတ်အပ်ပါတယ်အကဲရွယ်မေဆွမ်းကဒီနေရာမှာတငယ်ချင်းမဖိတ်ခေါ်ပဲနဲ့ဒီဘောကကျွန်တော်တို့ဘာ330ကိုငွေထုတ်တယ်ဒီဘောကကျွန်တော်တို့နှင်းစာရမယ့်ချေကတော့ပို့သွားရင်လည်းကျွန်တော်တို့ဒီနေရာမှာဘာ330ကိုငွေထုတ်လို့ရမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာတငယ်ချင်းမဖိတ်ခေါ်ပဲ activate ကွိုင်းနဲ့ငွေထုတ်မယ်ဆိုရင်တော့ဘယ်လိုမျိုးလုပ်ပေးရမှာလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ activate ကွက်တရားနဲ့ငွေထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ activate ကွက်တရားကိုဘယ်နေရာမှာဘယ်လိုမျိုးလုပ်ပေးရလဲဆိုတာကိုတစ်ချက်ပြောပြပေးပါမယ်ဒါဆိုရင်ဒီဘင်းက go to get ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာနေစဉ် daily တက်လို့ပြီးဒီအောက်က activate ကွက်တရားကိုလာရှာလို့ရပါတယ်เนาะကျွန်တော်တို့ဒီနေရာမှာအကောလုံးနေစဉ် daily တက်လို့ပေးတဲ့ဆိုရင်တော့ဒီဘင်းကကျွန်တော်တို့ activate ကွက်တရားရမှာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ဒီအောက်ကကျွန်တော်တို့ activate ကွက်တရားရတဲ့ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့အကြေကတော့တစ်ခါရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးနေစဉ်15ရက်လို့ပေးတဲ့ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့တင်ငယ်ချင်းမဖေခေါ်ပဲနဲ့လည်းဗာဆေးရောက်လေးနဲ့ကျွန်တော်တို့ငွေထုတ်လို့ရနိုင်ပါတယ်เนาะအကဲဒီနေရာမှာကျွန်တော်တို့တင်ငယ်ချင်းဖိတ်ခေါ်ပြီးငွေထုတ်နိုင်တဲ့ဆိုရင်တော့ဒီဘောကကျွန်တော်တို့ဗာဆေးရောက်လေးနဲ့ Speedman application မှာငွေထုတ်တာကတော့ကျွန်တော်တို့ပို့ပြီးများတာပဲရှိတာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ဒီအောက်ကလည်းကျွန်တော်မှာတင်ငယ်ချင်း35ရောက်ဖိတ်ခေါ်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီဘင်းက election ဆိုတဲ့ကောက်ကိုတစ်ချက်နေပြီးကျွန်တော်အရှိမြင်လိုက်ပါမယ်เนาะဒါဆိုရင်ဒီမှာကျွန်တော်မှာနှိစာရဖို့ဝါရောက်ကျော်လင်းကတော့73ခုပြီးသွားပြီဖြစ်ပါတယ်เนาะနောက်ထပ်2ခုပဲလိုတော့တာဖြစ်ပါတယ်ဒါဆိုရင်ဒီအောက်ကပြရောက်လေးနဲ့ IC ဆိုတဲ့ကောက်ကိုတစ်ချက်နှိလိုက်ပါမယ်နော်โอเคဒါဆိုရင်ဒီအောက်ကကြတော့ကျွန်တော်နောက်ထပ်တငယ်ချင်း45ရောက်ဖေခေါ်တဲ့ဆိုရင်တော့ဒီဘောကကျွန်တော်မှာငွေထုတ်လို့ရတဲ့ကြေးတခါရမဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာတငယ်ချင်းဖေခေါ်တဲ့ဆိုရင်တော့ဒီဘောကကျွန်တော်တို့ငွေထုတ်လို့ရတဲ့အကြေးကတော့ပို့ပြီးများတာပဲရှိတာဖြစ်ပါတယ်နော်အကဲရွယ်ကျွန်တော်ဒီနေရာမှာချုပ်ပြောရရင် brother ကတငယ်ချင်းဖေခေါ်လို့မရဘူးတငယ်ချင်းဖေခေါ်လို့မတက်ဘူးဆိုရင်လည်းဒီနေရာမှာကျွန်တော်တို့ဗာဆေးရောက်လေးနဲ့ငွေလားထုတ်လို့ရနိုင်ပါတယ်နော်အခြားသူတွေလည်းဒီနေရာမှာဗာဆေးရောက်လေးနဲ့ငွေလားထုတ်လို့ရနိုင်တဲ့လို့ပြောနေတဲ့သူတွေလည်းရှိပါတယ်နော်တကယ်ငွေထုတ်ထားတဲ့သူတွေလည်းကျွန်တော်မြင်ရပါတယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ရ brother တို့မိတ်ဆွေတို့လည်းလာ try ကြည့်လို့ရပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီအောက်ကအဝါရောက်ကြော်လဲပြည်တယ်ဆိုရင်ဒီနေရာမှာကျွန်တော်15ထိလိုပေးလို့ပြီးပြီဆိုရင်တော့ကျွန်တော်ရ brother တို့မိတ်ဆွေတို့ကိုဒီနေရာမှာဘာ330ရဲ့နှိစာသူပြောထားတဲ့အတိုင်းဘာ660ကတော့ကျွန်တော်တို့ငွေတကယ်ထုတ်လို့ရမရဆိုတာကျွန်တော်ရ brother တို့မိတ်ဆွေတို့ကိုကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပြီးပြန်ပြီးပြပေးမှာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ရ brother တို့မိတ်ဆွေတို့ဒီလိုမျိုးဗာဆေးရောက်လေးနဲ့ငွေလာထုတ်လို့ရပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာဗာဆေးရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့ဒီအောက်ကဝေတော့မဲ့တဲ့ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့2မှနေဖေပန်းကောက်တွေနဲ့ငွေလာထုတ်လို့ရပါတယ်နော်ဒီနေရာမှာကြတော့ကျွန်တော်ရ brother တို့မိတ်ဆွေတို့ထိုးချင်းနိုင်ကောက်ကိုရွေးပြီးကျွန်တော်တို့ငွေလာထုတ်လို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်ဗက်ပြန်ဆိုလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ Speedman application မှာဒီဘောက quite လေးတွေကိုဘယ်နေရာမှာအများကြီးရှားလို့ရသေးလဲဆိုတာကိုကျွန်တော်ရ brother တို့မိတ်ဆွေတို့ကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်နော်ဒီအောက်က Benji Bam ဆိုတဲ့ကောက်ကိုတစ်ချက်နှိလိုက်ပါနော်ဒီကောက်လေးပါနော် but โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့အဝါရောက်ကြောလဲ15တိပြည့်အောင်ဆိုရင်တော့လိုလိုရတဲ့အရာကတော့2ခုရှိပါတယ်နော်ခုနကကျွန်တော်တို့ဗာဆေးရောက်လေးနဲ့ငွေထုတ်တာနဲ့တူပါတယ်ဒီအောက်ကကျွန်တော်တို့ activate ကွက်တရားနဲ့ဒီဘေးကကျွန်တော်တို့ကွက်တရားကိုလောက်ထုလို့ရပါတယ် PND အောက်ကကြတော့ကျွန်တော်တို့တငယ်ချင်းဖိတ်ခေါ်ပြီးဒီနေရာမှာကျွန်တော်တို့ဒီဘေးကကွက်တရားကိုလောက်ထုလို့ရပါတယ်နော်မိဆွဲကဒီနေရာမှာနေစဉ် daily တဲ့ activate ကွက်တရားနဲ့လောက်ထုမယ်ဆိုရင်တော့ဒီဘေးကပြရောက်လေးနဲ့ go to get ဆိုတဲ့ calculation နေလိုက်ပါဒီနေရာမှာကျွန်တော်တို့နေစဉ် daily တဲ့အကောလုံးလုပ်ပေးပြီးဒီဘောကကွက်တရားနဲ့ခုနကနေရာမှာကျွန်တော်တို့ west o လေးကိုလာထုတ်လို့ရပါတယ်နော်အကဲ၍မေစင်းကဒီနေရာမှာတင်ငယ်ချင်းဖေခေါ်လို့တက်တယ်ဆိုရင်လည်းဒီအောက်ကကျွန်တော်တို့တင်ငယ်ချင်းဖေခေါ်ပြီးဒီနေရာမှာကျွန်တော်တို့ west o လေးကိုလာထုတ်လို့ရပါတယ်နော်ဒါဆိုရင်ဒီမှာကျွန်တော်မှာတင်ငယ်ချင်း35ရောက်ဖေခေါ်တာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာဒီဘဲကကွက်တရားကိုထုံမဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့တင်ငယ်ချင်းဆက်ရောက်လို့အားတာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ရ brother တို့မိတ်ဆွေတို့ကိုကျွန်တော်ဒီဘောက west o လေးကိုလက်တွဲတူနဲ့ထုတ်ပြပေးမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီဘဲကဝါရောက်လေးနဲ့ center band ဆိုတဲ့ကောက်တစ်ချက်နေလိုက်ပါမယ်ဘုံโอเค
โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့မှာဘာကွက်တရားရတာဖြစ်ပါတယ်နော်ဒီရောက်ကပြရောက်လင်းနဲ့အိုင်နော့ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီဘောကအဝါရောက်ကြောလဲ15ပြည်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဝက်ဆူအိုလေးကိုထုခွဲပြီးဒီဘောကကွိုင်ကိုကျွန်တော်တို့ယူလို့ရသွားပြီးပြန်ဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ရဲ့ဝက်ဆူအိုကိုထုခွဲမဲဆိုရင်တော့ဒီဘက်ကဝါရောက်လေးနဲ့ဆမ်တပန်ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါနော်ပึ้งโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ calculation ဒီမှာကျွန်တော်တို့ coin 15တာတန်မှာ3ညကေကိုကျွန်တော်တို့ရဲ့ web o လေးကိုထုခွဲပြီးဒီ coin လေးတွေကိုလည်းကျွန်တော်တို့အများကြီးလာရှားလို့ရပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ coin ဘာ15တာတန်မှာ3ညကေဆိုရင်တော့ကျွန်တော်တို့15300နဲ့300 coin ပါနော်ဒါဆိုရင်ကျွန်တော်ဒီအောက်ကပြရောက်လေးနဲ့အိုင်နော့ဆိုတဲ့အကောင်ကိုတစ်ချမ်းနှိလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဗက်ပြန်ဆိုလိုက်ပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ Speedman application မှာခုနကရလာတဲ့ coin နဲ့ဘယ်လိုမျိုးငွေထုတ်ရမလဲဆိုတာကိုတစ်ချမ်းပြောပြပေးပါမယ်နော်ဒါဆိုရင်ကျွန်တော်ဒီဘောက coin ကိုတစ်ချမ်းနှိလိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ coin နဲ့ငွေထုတ်မယ်ဆိုရင်တော့အနည်းဆုံး server ကနေစပြီးငွေလားထုတ်လို့ရပါတယ်နော်အများဆုံးကတော့ကျွန်တော်ရဲ့ blabber တို့မေးဆွေတို့ကြက်တယ်လောက်ငွေလားထုတ်လို့ရပါတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်မှာ coin နဲ့ငွေထုတ်လို့ရတဲ့အမောက်ကတော့ဒီဘောကဘန်198ဘန်ငွေထုတ်လို့ရနေပြီပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ coin နဲ့ငွေထုတ်မယ်ဆိုရင်တော့တင်ငယ်ချင်းဖေကိုစရာလုံးဝမလိုပါဘူးနော်ကျွန်တော်တို့ဒီနေရာမှာဆက်ပါပြည်တယ်ဆိုရင်တော့ကျွန်တော်တို့ coin နဲ့စာပြီးငွေလားထုတ်လို့ရပါတယ်နော်โอเคဒီ application မှာကျွန်တော်တို့ coin နဲ့ငွေဘယ်လိုထုတ်ရမလဲဆိုတာကိုလည်းကျွန်တော်ဗီဒီယိုလိုပြီးကျွန်တော်ရဲ့ blabber တို့မေးဆွေတို့ကိုကျွန်တော်ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ application မှာ coin နဲ့ငွေထုတ်တာကလည်းငွေတကန်ထုတ်လို့ရပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီဘောက coin logo လေးကိုရှင်းနေလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကြည့်ပါနော်ကျွန်တော်ဒီ application မှာကျွန်တော်ရဲ့ blabber တို့မေးဆွေတို့ကိုရှင်းစမ်းတဲ့ပါငွေထုတ်ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်ဒီအောက်ကကြည့်ပါနော်ဆက်ဆက် view ဝယ်တော့ပေါ်နေပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ Two Mining ကော်တဲ့ကိုကလည်းဘာရှေ့စမ်းနိုင်နေပါကတော့ငွေတကန်ရောက်ပါတယ်နော်โอเคဒါဆိုရင်ဒီ application ကတော့ငွေတကန်ထုတ်လို့ရတဲ့ဆိုတာကိုလည်းကျွန်တော်ရဲ့ blabber တို့မေးဆွေတို့ကိုကျွန်တော်လက်တွဲငွေထုတ်ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာ coin နဲ့ငွေထုတ်မယ်ဆိုရင်တော့ဒီအောက်ကဝေတော်လူဆိုတဲ့နေရာမှာကျွန်တော်ရဲ့ blabber တို့မေးဆွေတို့လာဖတ်ကြည့်လို့ရပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာ coin နဲ့ငွေထုတ်မယ်ဆိုရင်တော့အနည်းဆုံး1 minute ကနေနေစမ်းနိုင်4နာရီကြာနိုင်ပါတယ်နော်ကျွန်တော်တို့ဒီ application မှာငွေထုတ်တယ်ဆိုရင်တော့ you can withdraw MO1 type ပါတယ်ကျွန်တော်တို့ဒီ application မှာ1 day ကို1 time ပဲငွေထုတ်လို့ရတာပဲဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာလည်းကျွန်တော်ရ blabber တို့မေးဆွေတော့ဒီ coin လေးတွေကိုရှာပြီးငွေတွေအများကြီးလာထုတ်လို့ရပါတယ်နော်ဒါဆိုရင်ကျွန်တော်ဗက်ပြန်ဆိုလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော် scan လေးနဲ့ကျွန်တော်ရ blabber တို့မေးဆွေတို့ကိုလှလှပပလင်းတစ်ခါဆော်ပြပေးမှဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီ case မှာဖြစ်တဲ့အတွက်ကြောင့် scan ကိုတစ်ချန်နေလိုက်ပါမယ်ဆေးရလေးပါနော်ကျွန်တော်တို့ဒီနေရာမှာ scan နဲ့ဆိုတဲ့ဆိုရင်တော့အရန်လာတယ်နော်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့အမျိုးကိုလာတာဖြစ်ပါတယ်โอเคဒီလိုမျိုး scan နဲ့ဆိုတဲ့ဆိုရင်တော့ကျွန်တော်တို့တမျိုးကိုလှပါလာဖြစ်ပါတယ်နော်ပឹံလာလေထိုးချေပึ้งဘောင်းโอเคဒါဆိုရင်ဒီမှာကြည့်ပါနော်ကျွန်တော်တို့ဒီနေရာမှာ scale လေးနဲ့လည်းထားလာပါလားဆိုလို့ရပါတယ်။ Okay ဒါဆိုရင်ဒီမှာ calculation ဒီဘောကကျွန်တော်မှာဗာဆေးရောက်လေဝါရောက်ကျော်လဲ100%ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဗာဆေးရောက်လေ6ပါရသွားပြီးဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီအောက်ကပြရောက်လေးနဲ့ gap ဆိုတဲ့ calculation နေလိုက်ပါမယ်။ဒီနေရာမှာလည်းကြည့်ပါနော် calculation ဗာဆေးရောက်လေ100%ပြီးသွားပြီးဖြစ်တဲ့6ပါဒီအောက်ကစိတ်ကတော့ကျွန်တော်တို့မှာ146လို့ရတာဖြစ်ပါတယ်နော်။ဒီအောက်ကပြရောက်လေးကိုတစ်ချမ်းနေလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Speedman application ကလည်းငွေတကန်ထုတ်လို့ရပါတယ်နော်ဒီဘောကကြတော့ဒီ Speedman application မှာငွေထုတ်နေတဲ့သူတွေပဲဖြစ်ပါတယ်နော်ဘာ330ပါနော်ဒီ application မှာငွေထုတ်နေတဲ့သူတွေကလည်းအများကြီးရှိပါတယ်နော်ဒီ application ထွက်ထားတဲ့ရက်ကလည်းအများကြီးမကြသေးပါဘူးဒါဆိုရင်ဒီ application မှာဒီဘောကဘာ330ငွေလားထုတ်နေပြီးပဲဖြစ်ပါတယ်နော်ဒီ application မှာငွေထုတ်နေတဲ့သူတွေကလည်းအများကြီးတောင်ရှိသားဖြစ်ပါတယ် Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်မှာဗာဆေးရုံလေးနဲ့ငွေထုတ်ရရင်လည်းကျွန်တော် blabber တို့မေးသေးတော့ကိုကျွန်တော်ခုလုံးမျိုးဗီဒီယိုလုပ်ပြီးကျွန်တော်လက်တွဲငွေထုတ်ပြပေးမှာပဲဖြစ်ပါတယ်နော်တကယ်ငွေထုတ်လို့ရမရဆိုတာအခြားသူတွေကတော့ဒီဘောကငွေထုတ်နေကြပြီးဖြစ်ပါတယ်နော်ဘန်660နှိမ့်စာတွင် Okay ဒါဆိုရင်ကျွန်တော်အရှိန်မှာပြောပြပေးခဲ့တဲ့အရာတွေကိုအကုန်လုံးပြောပြပေးခဲ့ပြီးပဲဖြစ်ပါတယ်နော်